ချိုဝစ်စားလဲပြီးပြီဆိုတော့ makeup ပြင်မယ်အရင်ဆုံး skin care စလုပ်မယ်ပေါ့နော်ခံရတော့ဒီ fresh ကdeep hydration toner ပေါ့နော်ဒီ toner ကြောင့်ခံအသား6တဲ့အတွက်ကြောင့်မို့လို့ဒီ toner လေးကအဆိုတက်ကိုထိန်းပြီးတော့မျက်နှာအသားယူကြည့်စီရဲ့အတွက်ဒီ toner လေးကိုအရမ်းကြိုက်တယ်ပြီးတော့ serum B5 ပေါ့နော် La Roche Posay B5 serum serum လေးအရမ်းကောင်းတယ်ပေါ့နော်ပြီးတော့ moisturizer လေးနဲ့ Kiehl ကmoisturizer လေးကိုတိချလိမ့်နေပေါ့နော်ပြီးလို့ရှိရင်ခံရဒီအပြင်သွားမှာဆိုဒီ sunscreen လေးနဲ့ Beauty of Joseon sunscreen ပေါ့နော်အဲ့ဒါလေးလိမ့်ပြီးလို့ရှိရင်ဒီနေ့ကတော့ makeup ပပလေးပဲပေါ့နော်အရင်အထူးကြီးလည်းမကြိုက်တော့ makeup ပပလေးကိုဒီမျက်လုံးအောက်လေးမှာဆက်လေးချပြီးတော့လိမ့်နေအစအနေနဲ့ lip stain ပေါ့နော် Pantry Beauty ရဲ့ lip and cheek stain 3-in-1 အဲ့ဒါလေးကလုံးဝမလိမ့်မဖြစ်ပေါ့နော်အောက်မှာ blusher တစ်ထပ်ခံတယ်အဲ့ blusher ပါတော့တနည်းကုန်မခံပါဆိုလို့ Pantry lip and cheek stain နဲ့အပေါ်ကထပ်ပြီးတော့ဟုတ်တယ်ပေါ့နော်သူ stain လိုက်ဆိုတော့တားရည်လေးကိုသူ glow ပြောင်လေးနဲ့အဲ့လို blushy အဲ့လို glowy blush လေးဖြစ်နေတာပေါ့နော်ဆိုတော့ဒါပါပဲ makeup လေးကတော့ makeup လေးပြင်ပြီးသွားပြီဆိုတော့ let's goအရင်ဆုံးဘိုက်ဖြည့်ရမယ်အပြင်စားရေလုံးဝမစားတတ်ဘူးဒီ American food တွေကိုတိတ်မကြိုက်ဘူးပေါ့နော်အဲ့တော့မနက်စာစားရမယ်နန်းကြီးတုပ်လေးလုပ်ထားရပေါ့နော်ပဲမောင်လေးထည့်ပြီးတော့နန်းကြီးတုပ်လေးနေပြီးတော့စားလိုက်ပါမယ်အိမ်နဲ့ရထားကိန်းတွေကအရန်နှီးရပေါ့နော်ဆိုတော့3မိနစ်4မိနစ်လောက်ပဲရှောက်ရတယ်ဆိုတော့လမ်းလျှောက်ပြီးတော့ train station သွားရတယ် train ကတော့အိမ်နားမှာကဒီ city blue line ပေါ့နော် OKL airport ဘက်ကိုသွားရတဲ့ဘက်ကိုစီးပြီးတော့ရထားစီးပြီးတော့သွားမယ်မြို့ရင်းကကြတော့အခုကညီမလေးကျောင်းကိုရန်သွားပို့မှာပေါ့နော်ညီမလေးကျောင်းကိုသွားပြီးတော့နန်းကြီးတုပ်သွားပို့မယ်သူ lunch မစားသေးဘူးဆိုတော့3-4 ကိလောက်ပဲစီးရင်မြို့ရဲကိုရောက်ပြီးအဲ့တော့ရထားစီးပြီးတော့ lunch box တော့ပို့မှာပဲပြီးတော့မှအိမ်နာမှာ downtown ဘက်ရောက်နေပြီဆိုတော့ရှောက်သွားမယ်plus ရှိရောအနက်ကနန်းကြီးတုတ်စားမသွားလိုက်မစားလိုက်ရအောင်ဆိုတာမြို့ရဲလာရင်တော့ Here's the lunch box
not bad ပေါ့နော်life ကလုံးအဲ့လိုမျိုး easy ပြီးဖြစ်တယ်ကြတာအဲ့တော့အရင်တော့ပို့ကြတယ်ပြီးတော့သူတို့ရဲ့ culture တွေသူတို့လူမျိုးတွေရဲ့ lifestyle တွေအားဒီ like ချီပြီးတော့ပေါ့နော်okay not bad US က culture တွေလေးလာတဲ့ဆိုတော့ဒီနေရာလေးဆိုရင်အရင်tourist attraction လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီ river walk မှာဒီ boat tour တွေလည်းရှိရ architecture boat tour တွေလည်းရှိရဒီမှာပြထားတဲ့ဒီ view မှာပါတယ်ဒီ boat ကိုစီးပြီးတော့ဒီမြစ်တစ်လျှောက်ကိုကြည့်ပြီးတော့ပြီးတော့ဒီ architecture building တွေကိုရှင်းပြရဲ boat tour ရှိပေါ့နော်ဆိုတော့ဒီအနေနဲ့ shop ကို Starbucks ရဲ့ဒီ Starbucks Preserve sign ပေါ့နော်ဒီတကဘာလုံးမှာ4ဆိုင်လား5ဆိုင်လားအဲ့လောက်ပဲရှိတယ်ချီကပုံတစ်ခုရှိရတော့အဲ့ဒီဟာကိုတွားမယ်ဆိုတော့ရှောက်သွားရဲဒီတွေမှာဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကို like and share ပြီးတော့ဒီ channel ကို subscribe လုပ်ပေးကြပါ